အားလုံးပဲမင်္ဂလာပါဒီနေ့တော့တည်င်းထူးလေးတစ်ခုနဲ့လာမိတ်ဆက်ပေးရှင်ပါတယ်အဲ့ဒါတပါတည်င်းလဲဆိုရင်တော့ Black Panther ရဲ့အကြောင်းလေးပဲ Black Panther အခုတလုံးမှသူနိုင်ပွဲလေးဆက်နေတယ်ဒီနိုင်ပွဲကိုသူဆက်ပြီးထိန်းထားနိုင်လားဆိုတစ်ချက်လောက်စောင့်ကြည့်ရမယ်သူကဝမ်းမကလကာဖွင့်ပွဲမှာသူကပဲသူနဲ့တွေ့ဆုံခဲ့တယ်ဆိုရင်ဒီဘဲကြီးနဲ့တွေ့ဆုံခဲ့တယ်ဒီဘဲကြီးကလည်းတော်တော်လေးကိုကြမ်းတယ်အေးပွဲမှာသူစုံနိုင်သွားတယ်ကြံတဲ့ပွဲမှာတော့သူစက်တိုက်သူအနိုင်ယူခဲ့တယ်သူကတော့နိုင်ငံခြားဖိုက်တာတွေတွေ့ဆုံများတယ်ဘယ်သူနဲ့လဲဆိုရင်ဟိုသူဆူလီယန်လက်လည်းပါတယ်ကျန်တဲ့ဖိုက်တာကတော့ဟိုကျော်စွာဝင်းတို့ကျင်ကလီကျင်းနေတဲ့ဖိုက်တာတွေအဲ့ဒါလည်းပါတယ်သူပွဲပေါင်းပဲနဲ့ပွဲထူထားလဲဆိုရင်အလုံးပေါင်း6ပွဲမှာကလပ်ကာဖွင့်ပွဲမှာပဲသူစုံနေခဲ့ကျန်တဲ့ပွဲမှာသူပွဲတိုင်းကိုအနိုင်ရထားတယ်2023မှာသူပွဲပေါင်းပဲလောက်ထူထားလဲဆိုရင်အလုံးပေါင်း3ပွဲ2024မှာ1ပွဲ2025မှာ1ပွဲ2026မှာ1ပွဲသူကကျန်တဲ့ပွဲဆိုတနည်း1ပွဲအဲ့လိုပုံစံဖြစ်နေတယ်Black Pantherကကျွန်တော်ဖြစ်ချင်တာကဘယ်လိုမျိုးလဲဆိုရင်သူဒီနိုင်ပွဲတွေကိုဆက်ပြီးထိန်းထားပါလို့ကျွန်တော်ကပြောချင်ဘာဖြစ်လဲဆိုရင်နိုင်ပွဲ1ပွဲရဖို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်သူကလေဒီလက်မှပဲသူဘယ်နှစ်ရက်နေလဲဆိုရင်17ရက်နေတော့အိဘဲကြီးကဝဲအကျော်ပေးပြီးတော့ထူရတယ်အဲ့ပွဲမှာသူလည်းအဲ့ပွဲမှာတော်တော်လေးရုပ်ကန်ရတယ်အမနဲ့မနိုင်တာဒါပေမဲ့အမနိုင်လဲဝန်တာပါတယ်ဘာဖြစ်လဲဆိုရင်တော့ဝဲသူ့ထဲတောင်များသူ့ရဲ့စိတ်ဓာတ်ကကျွန်တော်အရန်ကိုချီးကျူးတာဘာဖြစ်လဲဆိုရင်ကစားသမားတရားကိုဝဲကိုထဲတောင်များတယ်ဘယ်လိုမျိုးကြီးဆိုင်ရမလဲဘယ်လိုမျိုးအခက်လောက်ရမလဲဆိုရင်အဲ့ဒါလေးသူအတွေးခေါ်ကောင်းတယ်အဲ့ဒါလေးကိုကျွန်တော်သဘောကျတယ်ခုလက်ရှိမှာတော့ Black Panther လေးကျင်းနေကျင်ကတော့ကျွန်တော်တို့မြန်မာတရားစိတ်တယ်အဲ့ဒါပဲသူလဲဆိုရင်ရဲရင်နောက်သူလဲနောက်တစ်ချိန်ကြာရင်သူလဲလက်စွမ်း Black Panther လိုမျိုးပြနိုင်မလားအဲ့ဒါကတော့ကိုလည်းတရားရကိုင်းတော့ပြောလို့မရအတိကတော့သူစူးစမ်းသလောက်စူးစမ်းရတယ်အဲ့လိုကျွန်တော်တို့ဖိုက်တာလဲ Black Panther လိုမျိုး Time Fighter လိုမျိုးနီးစနည်းတွေနားလေတဲ့ဖိုက်တာတွေအဲ့လိုကျွန်တော်ဖြစ်ချင်တာဘာဖြစ်လဲဆိုရင်ကိုကနိုင်ငံခြားမှာဖက်ကစားနေတဲ့ဖိုက်တာအရေးကြီးဆုံးကကိုကနီးစနည်းကိုနားလေဖို့ပဲလို့တယ်ကျန်တဲ့ဟာဘာမှတွေးစရာမလိုနီးစနည်းနားလေရင်ရတယ်အခုလက်စိတ်မှာကျွန်တော်တို့ဖိုက်တာတွေကဝမ်းမှလာကစားတဲ့ဖိုက်တာတွေအရောက်တိုင်းပဲဗော်လီပိုင်းမှာဘယ်လိုမှနားမလဲဘယ်လိုမျိုးတူးတိုက်ရမယ်ဘယ်လိုမျိုးလုပ်ရမယ်အဲ့ဒါလေးကိုနားမလဲနော်အဖြစ်ချင်းဆုံးဒီနင်းစနည်းတွေနားလဲဘူးလို့တယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်စုနားထောင်ပေးတဲ့အတွက်အားလုံးကိုတော့ကျေးဇူးတင်တယ်ဘိုင်ဘိုင်